အဲ့တော့ကျွန်တော်တို့ကဒီ printer လေးနဲ့เนาะဒီ printer နဲ့ Ruji ကုတ်တွေကိုဘယ်လိုထုတ်လဲပေါ့နော်ဘယ်လိုထုတ်လဲဆိုတာကျွန်တော်ပြပေးမယ်เนาะအဲ့တော့ကျွန်တော်လိုအပ်တဲ့ software ပေါ့နော်ဒီကောင်လေးကျွန်တော်ပုံမှန်တိုင်းဆိုဒီလိုလေးဖြစ်မယ်အဲ့တော့ Ruji ကုတ်ထုတ်မယ်ဆိုရင်ကျွန်တော် printer ဘက်ကိုသွားပြီးဒီမှာပေါ့နော်ဘာရှိလဲဆိုတော့ဒီလူပုံလေးရှိရပေါ့နော်အဲ့ဒါလေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဘာလုပ်ရမလဲဆိုခဏလေးနော် Wi-Fi ရင်ချိန်လိုက်အောင်မယ် Okay ချိန်ပြီးတော့ဆို printer နှိပ်မယ်ဒီ Wi-Fi ဘေးက cloud လေးနှိပ်မယ်ပြီးရင်ကျွန်တော်တို့ဒီ import excel ပေါ့နော် import excel အဲ့တော့ကျွန်တော်တို့ကတော့ဒီ Ruji ကုတ်တွေကိုဒီ excel file နဲ့ယူဖို့တော့လိုအပ်တာပေါ့နော် excel file နဲ့ဘယ်လိုယူမလဲဆိုရင်တော့ browser နေတွားယူရမှာပေါ့နော်အဲ့တော့ကျွန်တော် bouncer excel file ယူလိုက်မယ်အဲ့ကနေကျွန်တော်တို့ထုတ်ချင်တဲ့ဟာပေါ့နော်ယူလိုက်မယ်ဥပမာဆိုပါစို့ရက်30ရှိလားပေါ့နော်30 day ရှိတယ်အဲ့ကနေကျွန်တော်တို့ရက်30ပေါ့နော်ရက်30အဲ့ကနေကျွန်တော်မ300သေးတဲ့ကုတ်ပေါ့နော်မ300သေးတဲ့ကုတ်တွေအများကြီးပဲအဲ့ထဲမှာကျွန်တော်က1နဲ့3ခုထုတ်မယ်ပေါ့နော်3ခုဆက်လက်ပေးလိုက်ပြီနော်ဆက်လက်ပေးပြီးဆိုရမှာကျွန်တော် printer တစ်ချက်ပြမယ်ဒါကကျွန်တော် Ruji ကုတ်ထုတ်တာဖြစ်ပါတယ်အဲ့မှာ print selected 3ကိုကျွန်တော်တစ်ချက်နှိပ်လိုက်ပါနော်အဲ့ဒါကတော့ဒါ Ruji เนาะ Ruji အတွက်ကုတ်ထုတ်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ printer ကိုကျွန်တော်တို့ရဲ့ဒီ software နဲ့ Ruji ကုတ်တွေလည်းထုတ်လို့ရတယ်ပြီးရင်ဒီဟိုပါပေါ့ microtik ကုတ်တွေလည်းထုတ်လို့ရပါတယ်